ယူတင်တဲ့လောက်အကုန်လှုပ်ဖူးခဲ့တယ်ဒီလောက်ဆိုတော်ရောပေါ့ကံကြမ္မာသာမျက်နှာသာပေးရင်တစ်ချိန်ထက်မကချစ်ခဲ့ပြီးပြီတစ်ချိန်ထက်မကအသေးကွဲခဲ့ပြီးပြီအသက်အားဖြင့်20ကျော်လို့30နာရောက်ဖို့နှစ်တွေအများကြီးမလိုတော့ဘူးချစ်တင်တဲ့လောက်ယူတင်တဲ့လောက်အကုန်လှုပ်ဖူးခဲ့တယ်ဒီလောက်ဆိုတော်ရောပေါ့ဘဝဆိုတာထီးကြံခြင်းဟာစတယ်ဆိုပြီးလူကြီးတွေပြောလို့ရှိတယ်တယောက်တည်းအထီးကြံရမှာအနှင်းငယ်ကြောက်တယ်သူ့ပေမဲ့လက်တွဲဖို့အမားနဲ့တဘဝလုံးဖြတ်တန်းရမှာကိုတော့ပိုကြောက်တယ်ဘဝနဲ့အချစ်မပါမဖြစ်ဆိုပေမဲ့နောက်ပိုင်းတော့အချစ်မရှိလဲနေနိုင်အောင်ကြိုးစားနေထိုင်တယ်အချစ်ရှိတဲ့ဘဝပိုကြည်နူးစရာပိုမက်မောစရာကောင်းမှန်းသိပါတယ်အရင်ကပညာဆုံးဝင်ငွေရှိလာရင်လူတူဦးနဲ့ဘဝထူထောင်မယ်တွေးထားပေမဲ့ခုတော့စွန့်စားရတာများမှန်းသိလာတယ်လက်ရှိဘဝကိုအကောင်းဆုံးရှင်သန်မယ်ကျန်တာတော့ကံတရားအတိုင်းပဲကံကြမ္မာသာမျက်နှာသာပေးရင်ထပ်ဝင်လာတဲ့လူကိုများစွာချစ်မြတ်နိုးမယ်ဒီလူရဲ့အချစ်ကိုလည်းအသက်ထက်မကတန်ဖိုးထားပါမယ်လေ